လောက်အထားခံပြီးအစစ်မြစ်နည်းပညာနဲ့ထုတ်ပိုးထားတဲ့ထမင်းနဲ့မြန်မာပြည်မှာရှိနေရဆိုတာသိပြီးပြီလားရှင်။ဒါအပြင်ဘယ်သူနဲ့မှမတူတဲ့ one stop service ဝန်ဆောင်မှုတွေလည်းရှိရနော်။ဟုတ်ကဲ့ပါရှင်အဲ့ဒီထမင်းနဲ့လေးရတော့ဒေါ်ကျူနန်းနဲ့ထမင်းနဲ့လေးပဲဖြစ်ပါရှင်။ဒေါ်ကျူနန်းနဲ့ထမင်းနဲ့ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပထမအဦးဆုံးအစစ်မြစ်ထုတ်ပိုးမှုနည်းပညာနဲ့ထုတ်ပိုးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေခဲတတရဲထားမယ်ဆိုရင်တစ်လအထိအထားခံပြီးအခန်းပူချိန်မှာပဲထားမယ်ဆိုလို့ရှိရင်3ရက်တိတိအထားခံမှာဖြစ်ပါရှင်။ဒါကြောင့်မလို့တစ်လအတွင်းမှာဘယ်ချိန်မှဖြစ်ဖြစ်နှွေးပြီးစားသုံးလို့ရမှာဖြစ်ပါရှင်။မိမိတို့အိမ်မှာမကတ်အိုဒါမှမဟုတ် microwave ရှိရဆိုလို့ရှိရင်စီထည့်စရာမလိုပဲနှွေးလို့ရမှာဖြစ်ပြီးတော့ရိုးရိုးတဲအုံးနဲ့နှွေးမယ်ဆိုရင်စီလေးနဲ့ငယ်ထည့်ပြီးနှွေးပေးရမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ဖူးကတစ်လအထားခံအောင်စက်တစ်ထုတ်လုပ်ထားတဲ့ထမင်းလေးကိုစားပြပေးတော့မှာဖြစ်ပါရှင်။စီလေးနဲ့ငယ်စားထည့်ပါမယ်ရှင်။စားနှွေးပါမယ်နော်။အထုပ်ထဲမှာလည်းဒီလိုမျိုးအုံးသီးကြော်ထုပ်လေးနဲ့နန်းနန်းထုပ်လေးထပ်ပါအောင်မှာဖြစ်ပါတယ်။အဲ့ဆိုရင်ဘူတာလေးကိုစတင်ပြီးထည့်နှွေးလိုက်မယ်နော်။နှွေးလွယ်တော့အောင်နည်းနည်းညှပ်လိုက်မယ်နော်ဖိုးစတင်နှွေးနေပါရှင်တုံးနံလေးကအရန်ကိုမွေးရစားခြင်းစရာလေးခဏလောက်နှွေးလို့ပြီးရနဲ့စားလို့ရပါရှင်နှွေးပြီးသွားပြီဆိုတော့ဖူးကနန်းနက်ရဲ့မြေပဲဆန်ရဲ့အုံးသီးကြော်ရည်ကိုထပ်ဖြူလိုက်ပါမယ်ဖူးကအုံးသီးကြော်ရည်ဆိုအရန်ကြိုက်တာအားလုံးပဲစားကြပါအောင်ရှင်။ထမအောင်ဆုံးဖူးတစ်လုံးမြည်ကြည့်ပါမယ်။အောင်လေးကြော်လေးရောမြေပဲဆန်လေးရောအနံ့လေးရောမှုေးပြီးတော့အရန်ကြိုက်တယ်။ဖူးကလေထမင်းနဲ့အရန်လိုက်ဖက်တဲ့ coffee လေးလည်းဖြော်ထားပါရဲ့ရှင်ထားကြပါအောင်နော်ချီရတဲ့ customer များအတွက်လည်းဖူးကတရင်ကောင်းလေးတစ်ခုပါချင်ပါရဲ့ရှင်။ဒေါ်ကျူနန်းနန်းထမင်းလေးကိုဖူးကပြည်တွင်းနာမက်ကပြည်ပမှာလည်းအချိန်မရွေးနေရမရွေးတစ်နှစ်ပတ်လုံးမာယူစားတော့နိုင်မှာဖြစ်ပါတယ်။ဒါအပြင် one stop service အနေနဲ့အလူတန်းပွဲတွေအထိပါလိုက်လံပြီးစားပေးရဖြစ်တဲ့အတွက်ကြောင့်မလို့လူရန်တဲ့အခါမှာလည်းပူပူနွေးနွေးလူရန်လို့ရမှာဖြစ်ပါရဲ့ရှင်။ဆက်သွယ်မာယူလဲရမယ်ဖုန်းနံပါတ်လေးကတော့94903445ဖြစ်ပါရဲ့ရှင်။အော်ဒါနဲ့ဒေါ်ကျူနန်းနန်းထမင်းလေးက marketplace ဆိုင်တိုင်းမှာဝယ်ယူလို့ရပါတယ်နော်။